င်္ဂလာပါခင်ဗျာကျွန်တော်အခုဖပြပေးမှာတော့ဓာဝါရဲ့ Smart Jewel Light Model တွေကနေပြီးတော့အောက်ဒိုးထဲမှာတော်တော်လေးကောင်းတဲ့ model လေးတစ်မျိုးအကြောင်းကိုကျွန်တော်ဖပြပေးပါမယ်ဒီဟာလေးအကြောင်းကိုလိုမျိုးလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရအောင်ဒီကင်မရာလေးကတော့ကျွန်တော်တို့ HD CVI Analog ကင်မရာလေးတစ်မျိုးပဲဖြစ်ပါတယ်ခင်ဗျာဒီကင်မရာလေးရဲ့အကြောင်းကဘယ်လိုပုံစံမျိုးလေးတွေရှိမလဲဒီကင်မရာကရောဘာတွေတုံးလို့အဆင်ပြေမလဲဘယ်လိုပုံစံမျိုးလဲဆိုတာကိုကျွန်တော်တို့အသေးစိတ်ဆက်ပြီးတော့လေ့လာကြည့်ပါမယ်ခင်ဗျာတော့ခင်ဗျာကျွန်တော်တို့ရွှေလဝန်း CCTV showroom ကနေပြီးတော့ကျွန်တော်ဒီဟာကိုအခြေတွင်းပြပြဖို့လာပါပြီခင်ဗျာကျွန်တော်ကဒီ model ကကြတော့ DHAC HFW ကျွန်တော်တို့ဒါ200 TLNP-IL-A ဆိုတဲ့ model လေးပေါ့နော်ဒီကင်မရာကကျွန်တော်တို့ outdoor ကင်မရာဖြစ်ပါတယ်ခင်ဗျာoutdoor ကင်မရာမှာဒီ model သုံးရတာကဘာတွေအားသာချက်ရှိတယ်လဲဆိုတာကိုကျွန်တော်အရင်ဆုံးရှင်းပြပေးမယ်ပေါ့နော်ဘာလို့ဆိုတော့ဒီကောင်လေးကလည်းတော်တော်လေးကောင်းတယ်နောက်ထွက်လာတဲ့ကင်မရာအမျိုးအစားထဲမှာလည်းဒီကောင်ကတော်တော်လေးအဆင်ပြေတယ်ဘာလို့ဆိုတော့ဒီကောင်က LED နဲ့ LED နဲ့ IR မှာဆိုရင်ကျွန်တော်တို့ကAI အုံနောက်လဲသူကပါလာပြီပေါ့နော် AI အုံနောက်လဲပါလာပြီ LED နဲ့ IR မှာနောက်တစ်ခုကကြတော့ကျွန်တော်တို့သုံးရတာကအောက်ဒိုးထဲမှာနောက်ပိုင်းဝင်လာတဲ့ဒီအောက်ဒိုးထဲမှာဒီကောင်လေးကလည်းတော်တော်လေးအဆင်ပြေတယ်ကျွန်တော်တို့အရင်တော့ဆိုရင်ကျွန်တော်တို့ဒီ1200 DP တို့ဘာညာလို့ဆိုရင်ကျွန်တော်တို့အရန်ကြိုက်ခဲ့တဲ့ model တွေပေါ့နော်ဒီကောင်လေးကဒီ model လေးတွေကတော်တော်လေးကိုအရန်သဘောကျတယ်1200D ပေါ့နော်1200D အရန်သဘောကျပေါ့တော့လုံးဝ frame ရောသူ့ရဲ့ outdoor ရဲ့ IR တွေရောသဘောကျတယ်ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့နောက်လာတဲ့ series ထဲမှာဆိုရင်လည်းဒီလိုမျိုး outdoor model လေးတွေကရှာပပလေးတွေဝင်လာတဲ့ model လေးတွေပေါ့နော်ကျွန်တော်လေကြောမရှိတော့ပါဘူးနည်းနည်းလေးမြန်လေးပြောလိုက်မယ်ဒါကကြတော့အဓိကသူ့ရဲ့ specs ရပြောထားတာဆိုရင် Jewel Core Light Jewel Core Light ဆိုတာကျွန်တော်တို့ဒီမှာ light က2မျိုးပါတယ် Jewel Core Light ဖြစ်လာမယ်နောက်ပြီးတော့ HD Digital HDCVI Digital Audio ပေါ့နော်အဓိကတော့ကျွန်တော်တို့ကဒီမှာ model နံပါတ်တွေမှတ်မယ်ဆိုရင် DHAC HFW 1200 TLNP-IL-A လို့သုံးထားတဲ့အတွက်ကြောင့်ကျွန်တော်ကဒါ audio camera ပေါ့နော် outdoor မှာ audio camera ဥမာကိုယ့်ရဲ့အိမ်ရှိမှာoutdoor မှာခြံဝန်း area တစ်ခုလုံးကိုကျွန်တော်ကရိုက်ထားမယ်ခြံထဲမှာထူးခြားဖြစ်စဉ်တွေရှိတယ်ဆိုရင်ဒီကင်မရာကနေပြီးတော့အတန်တွေကြားရမယ်ရုပ်ကောအတန်ဝကြားနိုင်တဲ့ outdoor ကင်မရာအမျိုးအစားဖြစ်တယ်နောက်တစ်ခုကကြတော့ IP ကို67 weatherproof ကိုပါလာတဲ့အတွက်ကြောင့်လုံးဝအောက်ဒိုးထဲမှာမိုးတန်လေတန်မှာခိုင်နံတဲ့အမျိုးအစားဖြစ်လာတယ်အဲ့တော့ကျွန်တော်ကအမြင်နဲ့ပြောပြတာကအောက်ဒိုးထဲမှာ IP67 66 65ဆိုတော့ကွဲသွားတယ်မှာ latest model 67 model သူကဖြစ်နေတယ်သူ့ရဲ့ဒီမှာဆိုရင်လည်းသူကပြထားရတယ်မှာဆိုရင်လည်းဒီမှာကောင်းသူပြထားရပေါ့နော် weatherproof ဖြစ်တယ်မိုးတန်လေတန်အောင်ခံနိုင်တယ်ဒီမှာအတန်စနစ်ကိုသူကြားနိုင်တယ်သူက IR နဲ့ LED ကိုလည်းသူကပြထားတယ်ဒီမှာလည်း IR LED အဲ့ဒါပါလဲဆိုတော့ multiple illumination mode ပေါ့နော်နည်းနည်းရှင်းပြပေးမယ်ကျွန်တော်တို့ CCTV ညီကိုတွေကဒီကောင်နဲ့နည်းနည်းစိတ်ကောင်းစိတ်နိုင်တယ်တိလည်းတိလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်လည်းဘာမှမပြောရဲပါဘူးဘာလို့ multiple illumination mode မှာကျတော့သူကဘာပါလဲဆိုရင်သူ့မှာပါထားတဲ့အတိုင်းပဲ Smart Jewel mode ကတစ်ခုပါမယ်ဒါကကျွန်တော်ကပါတဲ့ mode လေးတွေပေါ့နော် Smart Jewel mode ကတစ်ခုပါမယ်နောက်တစ်ခုကကျတော့ IR mode တစ်ခုပါမယ် Smart Jewel mode က IR mode ကနောက်တစ်ခုကကျတော့ warm light mode ပေါ့နော် warm light mode ဆိုတာကျွန်တော်တို့က full color သဘောမျိုးကျွန်တော်တို့အလင်းရောင်လေးပေးမယ် warm light mode ဆိုပြီး၃မျိုးပါတယ်ပေါ့နော်အဲ့ဒါကို multiple illumination mode ဆိုပြီးတော့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ကကင်မရာတစ်လုံးကိုဝယ်တဲ့ခါကျရင်ရမ်းပြီးတော့ဝယ်နေတာမလို့ဥမာကျွန်တော်တို့ရှိမှဒီမှာ flash camera တွေကအများကြီးပဲကျွန်တော်ဆိုရင်ဒါ CCTV ကိုလက်လိလက်ကားလောက်တာဖြစ်တဲ့အတွက်ကြောင့်အများကြီးရှိတယ်အဲ့ဒါယူကျွန်တော်တို့က package ရောင်းဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးဒီလောက်ကင်မရာတွေအများကြီးမှာ package တွေဘယ်လိုတွဲရောင်းမလဲ customer ရဲ့လိုအပ်ချက်တွေနဲ့သူ့အိမ်ရဲ့ခြံရဲ့လိုအပ်ချက်တွေအရာဘယ်လိုမှ package တွဲရောင်းလို့မရဘူးအဲ့တော့ package တွဲရောင်းတဲ့ညီကိုတွေကတလိုင်းပေါ့နော်သူတို့ကတလိုင်းပေါ့နော်ကျွန်တော်တို့ showroom line ကတလိုင်းမတူဘူးပေါ့နော်ကျွန်တော်တို့ကျတော့လိုအပ်ချက်တွေကိုလိုက်ကြည့်ပြီးတော့မှဘာတက်တဲ့နေဆိုတာကိုကျွန်တော်ကပြပြတဲ့ line ပေါ့နော်အဲ့တော့ Smart Jewel sorry multiple illumination mode မှာသူကဆိုတော့ကျွန်တော်ပြောတယ် warm light ပါလာမယ် IR mode ပါလာမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဆိုတော့ပြောSmart Jewel light ပါလာမယ်သူက၃မျိုးကမတူဘူးပေါ့နော် Smart Jewel ဆိုတာကကြတော့ကျွန်တော်တို့ရဲ့အထိုင်ဇက်မှာက Smart Jewel illumination လုပ်တဲ့အထိုင်ဇက်ကကြားမှသာလျင်ဒီကောင်ကဒီမုတ်တွေကိုအလုပ်လုပ်မှာပုံမှန်ပဲသွားပြီးတော့ကင်မရာကြီးကောက်ပြီးတိုင်းပဲသူကောက်ဆန်လိုက်မယ်ပုံမှန် insulator ကကင်မရာကြီးကောက်ဆန်တော့ IR လို့ဘာမှပေါ်မှာမဟုတ်ဘူး IR ပဲပေါ်နေမှာအချိန်ပြည့် IR ပဲပေါ်နေမှာဘာမှမပေါ်ဘူးအဲ့တော့ညဘက်ကိုဒီဟာတွေတက်နေလေအဖြူမဲပဲပေါ်နေမှာပဲပေါ်မှာမဟုတ်ဘူးအဲ့တော့သူ့ setting နဲ့သူ့ကင်မရာနဲ့သူ့အထိုင်ဇက်နဲ့ဝယ်မှသာလျင်သူက
အဆင်ပြေမှာပေါ့နော်ဒါကချွင်းချက်ပါကဲဆက်ပြီးကျွန်တော်ပြပြရအောင်သူ့ရဲ့အားသာချက်တွေကဘာတွေရှိမလဲဆိုရင်သူကဒီမှာပြထားတဲ့အတိုင်းပဲ IR distance မီတာ40 432စနစ်ပေ120ပဲဆိုပါတော့အလွယ်တကူလေးပေ120လောက်အမှောင်ကိုကောင်းခွင်းတယ်ဒါကအာယာမုတ်ဆိုတာညဘက်အဖြူမဲနဲ့အာယာမုတ်အဓိကအဲ့ဒါအရေးကြီးဆုံးပဲအောက်ဒိုးကင်မရာတစ်လုံးကိုကျွန်တော်ကဆင်လိုက်ပြီးဆိုရင်ညဘက်အဖြူမဲနဲ့အောက်ဒိုးကိုကောင်းခွင်းနိုင်တဲ့ကင်မရာပဲကျွန်တော်တို့ကအောက်ဒိုးကင်မရာတက်ရမှာအဲ့ဒါမို့ကျွန်တော်အိမ်ဒီမှာသွားချိလိုက်တယ်အောက်ဒိုးကင်မရာလေးတွေကိုတေးသေးလေးတက်ထားအောင်ဒါပေမဲ့တနာစရာလေးကွာလို့ budget တွေတော်တော် save ထားတာလို့ customer လည်းသူ့ budget နဲ့သူချိန်ထိုးရတယ်တက်ဆင်ပေးတဲ့ညီကိုတွေကလည်းမရှင်းပြတော့ဘူးသူ့ budget နဲ့သူ save ဝါပေးတယ်ပေါ့နော် save ဝါကင်မရာတေးလေးပေါ့အဲ့တော့အာယာလေးကမြောက်စီလေးပဲရမယ်အနီးနားပတ်ဝန်းကျင်နည်းနည်းလေးပဲရမယ်10ပေ15ပေထက်မပို့ဘူးပေါ့နော်ရှေ့နားကြည့်လို့လည်းမမြင်ရမှောင်မဲနောက်နားကြည့်လို့လည်းမမြင်ရမှောင်မဲဘာမှမမြင်ရဘဲနဲ့ဒီမှောင်မဲကြီးထဲမှာပဲပို့ဆိုးနေအဲ့တော့ကျွန်တော်ကင်မရာဆင်းတဲ့နေရာမှာအောက်ဒိုးကင်မရာဆင်းတဲ့နေရာမှာ height အရင်ကြီးမြင့်သွားရင်လည်းခေါင်းကြီးကငိုက်နေတယ်ဘာမှမမြင်ရအောင်အာယာကြီးကဖြတ်ပြီးပတ်ဝန်းကျင်မှာဒီနားပဲမြင်ရတယ်အဲ့တော့ဒီနေရာမှာအချို့တော့နေရာတွေမှာအောက်ဒိုးကိုအင်ဒိုဘက်ကိုမလို့ထဲရလဲဆိုတာကလေအာယာမုတ်ကိုကောင်းခြင်းနဲ့ဝင်ပေါက်ကနေပြီးတော့ overall ရိုက်လိုက်ခြင်းနဲ့ဆိုရင်လည်း IR distance အနေနဲ့သုံးလို့ရတယ်ဒါကကျွန်တော်ရှင်းချက်ပြောပြရပါတော့ကျွန်တော်တို့တောက်လျှောက် training လုပ်နေလို့ဒါတွေကိုတောက်လျှောက်ကြီးသိနေရပုံမှန်အလုပ်ရှိလို့သွားလိုက် CTV ဆင်လိုက်ညီကိုတွေကြတော့သူတို့မှကျွန်တော် experience နဲ့ပဲသူတို့ကဆင်နေတာဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ video က knowledge share လဲပေးတယ်ကြည့်နေတဲ့ညီကိုတွေလည်းဒါချွင်းချက်တဲ့အနေနဲ့အမှတ်တစ်ခုလည်းရသွားမယ်ပေါ့နော်ကျွန်တော် model တွေပါတော့ဆောက်ကြက်နေရအောင်ဆိုတော့ဒီ model လေးတွေနဲ့ပါကျွန်တော်ကရှင်းပြပေးရပါပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ခုဆက်ကြည့်အောင်အဲ့တော့ကျွန်တော်ကဆောက်ပြောလို့မျိုးဒီမှာသူက IR အနေနဲ့ကမီတာ40 one light အနေနဲ့မီတာ40 okay IR အနေနဲ့မီတာ40ဆိုတော့ညအမှောင်ထဲမှာမီတာ40မှောင်မဲနေတဲ့အချိန်မှာမီတာ40ဆိုတော့40ဆိုရင်ပေ120ကိုကောင်းမြင်အဲ့တော့ one light ဖြစ်သွားမယ်ဆိုရင်လည်းမီတာ40ဆိုတော့ပေ120ကိုကာလာနဲ့ကြည့်လို့ရမယ်ဒါမိုက်ပါပြီ warm light ကဒီနေရာလေးကနေပြီးတော့ကျွန်တော်တို့ဒီအောက်ကဒီနေရာလေးကနေပြီးတော့သူကမီးလေးထုံးမိမှာအဲ့တော့ warm light ကနေပြီးတော့လေ120ထပ်လာမှာဖြစ်တဲ့အတွက်ကြောင့်သူကအောက်ဒိုးထဲမှာသူကအဆင်ပြေသွားပြန်ဟောဒါတလိုင်းပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့က smart jewel လိုက်ကြတော့ကျွန်တော်က smart elimination နဲ့ကြမှာပဲအထိုင်စက်နဲ့ကြမှာအဆင်ပြေမှာအော်နောက်ပိုင်းကင်မရာတွေအားလုံးကလည်းလာမှာသူ့ရဲ့အထိုင်ဆက်က smart elimination နဲ့အထိုင်ဆက်တွေနဲ့ပဲအဆင်ပြေမှာ budget တွေအရန်စေးတာတို့လွန်ခဲ့တဲ့3နှစ်က model အဟောင်းနေရတော့ဒီကင်မရာတွေအပေါ်ဘာမှတက်လို့ရမှာတို့တော့ကျွန်တော်ဘယ်လိုမျိုး LED နဲ့ IR ကိုသူ့ရဲ့အုံနောက်ကခွဲခြားပြီးတော့ကိုသူကသုံးမှာနောက်ပိုင်းလာမယ့်ဟာတွေအားလုံးကလည်းဒါတွေပဲလာမယ်သူ့နောက်ကနေပြီးတော့လာမယ့်ဟာတွေက2-way dot တွေအကုန်ဖြစ်သွားမယ်ကင်မရာတွေအားလုံးမှာ2-way dot စနစ်တွေပြရမယ်အဲ့ဒါကိုလည်းနောက်ကင်မရာအသစ်တစ်ခုနဲ့ထပ်ပြပေးမယ်ကျွန်တော်2-way dot တွေဖြစ်သွားမယ်အဲ့တော့ကျွန်တော်တို့ဒါလေးကိုစမ်းကြည့်အောင်အရင်ဆုံးမစမ်းကြည့်ခင်မှာကျွန်တော်ရဲ့ဒီကင်မရာမှာကင်မရာတွေတုံးတော့မယ်ဆိုရင်ဒီလိုမျိုး sticker တွေကတ်ထားတယ်ဒီကင်မရာတွေရဲ့အဖက်တွေကိုကျွန်တော်တို့ကခွာထုတ်ပေးရမယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဒီကောင်လေးတစ်ချက်လောက်ကိုကျွန်တော်တို့ကစမ်းကြည့်လိုက်မယ်ပေါ့နော်စမ်းကြည့်လိုက်မယ်အဲ့တော့ကျွန်တော်တို့တွေအနေနဲ့ကကင်မရာလေးရဲ့ရုပ်ထွက်အနေအထားတွေရောဘာတွေရောညာတွေရောကျွန်တော်ကစမ်းကြည့်မယ်ဒီမှာကျွန်တော်ကကင်မရာလေးရောပေါ်လာပြီကျွန်တော်ကဒီကအဖက်ကလေးကိုကျွန်တော်ကခွာလိုက်မယ်ရုပ်ထွက်ကလုံးဝအဖိုင်းဖြစ်သွားပြီရုပ်ထွက်ကလုံးဝဖိုင်းသွားရောဒီမှာကျွန်တော်ကCTV tester နဲ့စမ်းပြတော့သေးကောင်းသေးနေနိုင်တယ်ရုပ်ထွက်တွေပါညာတွေကအဲ့လောက်ကြီးမြင်ချင်မှကောင်းမြင်ချင်မှမြင်ရလိမ့်မယ်နော်ကျွန်တော်ကအပြင်မှာတော့အရန်ကိုမိုက်တယ်အပြင်မှာတော့အရန်ကိုဖိုင်းတယ်အပြင်မှာတော့ဒါကျွန်တော်ဘယ်လိုပြမှမသိဘူးပေါ့နော်အဲ့တော့ဒါတော့ trend ချက်လေးပါအဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီကင်မရာရဲ့ outdoor indoor တွေလည်းကျွန်တော်တို့ဒါသုံးလို့ရတယ်ဒီကောင်လေးကလည်းအဆင်ပြေတယ်ပေါ့နော်ဒီကောင်လေးကလည်းတော်တော်လေးအဆင်ပြေတာကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ဆိုရင်ကျွန်တော်ဒါကိုတည်သွားလိုက်မယ်ဒီကင်မရာကိုကျွန်တော်ကတည်သွားလိုက်မယ်နော်တည်သွားပြီးတော့ကျွန်တော်အမှောင်ချပြီးတော့ကျွန်တော်တို့ဒါလေးကိုကြည့်လိုက်မယ်ဒါလေးကတက်လိုက်မယ်ဒါတော့ကျွန်တော်က testing ပဲလုပ်ပြတာဖြစ်တဲ့အတွက်ကြောင့် DVR NVR နဲ့လည်းစမ်းပြတာမဟုတ်တဲ့အတွက်ကြောင့်အဲ့လောက်ကြည့်ရလည်းဟုတ်ချင်ပါမှာဒါကျွန်တော်ကလုံးဝကင်မရာ testing ကိုပဲကျွန်တော်ကစမ်းပြတာပေါ့နော်ကင်မရာ testing ကိုပဲစမ်းပြတာဖြစ်တော့ကျွန်တော်ဘာမှ treat အများကြီးတော့မြင်အောင်မဟုတ်ဘူး DVR တွေ NVR နဲ့ဆင်ပြမယ်ဆိုရင်တော့ပို့ပြီးအခေါ်ကြီးပို့မြင်ရတာပေါ့နော်သူကတော့ဒီမှာ frame rate တွေသူ့ရဲ့ frame တွေကိုသူပြနေပြီပေါ့နော်ဒါအပြည့် Full HD အပြည့်သူထွက်နေရတော့သူပြနေတယ်ချိုးဟာတွေက Cooper တွေဘာလို့ကျွန်တော်လည်းပြောဆိုရင်ချိုးဟာတွေက Cooper တွေကို budget တွေနဲ့စောစောပြောသလိုမျိုးCDB တွေကိုဆင်နေရဆိုတဲ့အခါကျတော့ frame rate ကဒါတွေကအပြည့်ထွက်မှာလည်းမဟုတ်ဘူး1080လည်းအပြည့်မထွက်ဘူးဈေးကွက်ထမှာတော့ဒါတွေကမြင်နေရတာပေါ့နော်ဒါလည်းဒါကပြပြပေးရပါအဲ့တော့ကျွန်တော်တို့ဒီကင်မရာလေးကိုကျွန်တော်တို့ကညဘက်အမှောင်တို့ဒီ outdoor တို့ဘာညာတို့ဆိုရင်လည်းဘယ်လောက်အထိသွားမလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်လုံးဝအမှောင်ချလိုက်ပြီပေါ့နော်အဲ့တော့ကျွန်တော်က smart elimination
ဆိုပြီးနဲ့ဒီမှာ one light mode ကိုမသုံးရင်တော့ကျွန်တော်ကထုံးစံအတိုင်းပဲပုံမှန် CTV ရဲ့ဆင်မယ်ဆိုရင်တော့ IR mode ကြီးပဲသူကထွက်နေမှာအဲ့တော့သူ့ရဲ့ IR mode ကဘယ်လောက်ကောင်းတယ်လဲဆိုတာကိုကျွန်တော်ပြမယ်ပေါ့နော်ဒါကကျွန်တော် showroom ကိုအမှောင်ချပြီးတော့ကျွန်တော်လုံးဝကိုပြတာကိုဒါသူက IR mode ကြီးနေပဲသူကတခန်းလုံးကိုလင်းနေတယ် IR distance မီတာ40ဆိုတာကိုဒါလုံးဝကိုပြအောင်ပေါ့နော်IR distance မီတာ40ကလုံးဝကိုပြတာဒါအပေါ်ရောက်သွားလေဒါသူကလုံးဝပိုပြီးမိုက်နေပဲအဓိကဘာလဲဆိုတော့ကျွန်တော် focus ကကျွန်တော်ရဲ့ read နားမှာတော့ထောက်နေတာပေါ့နော်ဒါ focus IR focus ကိုကျွန်တော်ပြလို့ရတယ် read နားမှာတော့ထောက်နေတယ်ဆိုတာတော့သူ့ရဲ့ဒီဟိုဘက်နိုင်ငံစင်တီကိုသူကတော်တော်လေးအလုပ်လုပ်တာတွေ့ရတယ်ပေါ့နော်ဒါကကတော့ကျွန်တော်လက်တစ်ဖက်နဲ့ကျွန်တော်ရရင်အောင် sorry နော်smart elimination လည်းမဟုတ်ဘူးမုံမှာ IR mode နဲ့လုပ်တယ် multiple mode ဆိုပြီးနေကျွန်တော်က IR mode နဲ့ပဲအလုပ်လုပ်တာအရင်ဗီဒီယိုတွေမှာဆိုတော့ကျွန်တော်က smart jewel live ကို smart elimination လုပ်တဲ့ mode တွေကိုကျွန်တော်ပြခဲ့ဘူးတယ်အသေးစိတ်လဲပေါ့နော်ကျွန်တော်ရဲ့ channel တွေမှာကြည့်လို့ရတယ် TikTok မှာလည်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒါအပေါ်ရောက်တဲ့ရောက်သွားလေသူ့ရဲ့ဟာကပို့ပြီးတော့ mic တဲ့ mic လာတယ်ပေါ့နော်ဒါကတော့သူ့ရဲ့ဒီIR mode အလုပ်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာပိတ်ပိန်အောင်ကျွန်တော်ပြဆိုတာပိတ်ပိန်အောင်မှောင်ပေါ့ကျွန်တော်ဟိုးမှာ CTV လေးသလုံးမရှိဘာမှမရှိဘူးပိတ်ပိန်အောင်မှောင်မဲနေတယ်ကျွန်တော်ဒီမှာ inverter line ကိုကျွန်တော်လုံးဝအမှောင်ချထားတာပေါ့နော်အဲ့တော့ကျွန်တော်ကပြန်ပြီးတော့မီးတွေပြန်ပြီးတော့ကျွန်တော်ကဖွင့်လိုက်တော့မယ်ပေါ့နော်မီးတွေပြန်ပြီးတော့ဖွင့်လိုက်တော့မယ်အဲ့တော့ကျွန်တော်ရဲ့ CCTV လေးကဒီမှာပေါ့နော်ဒီမှာအဲ့တော့ကျွန်တော်တို့ကဒီမှာကင်မရာကိုဒီလိုလေးပြင်လိုက်မယ်ဆိုရင်တော့စပါကျွန်တော်ဒီမှာ eye mount နဲ့ regional မှာသူက IR ထောက်တာဆိုရင်ဒါတော်တော်လေးကိုခုနဗီဒီယိုနဲ့ရှင်းမယ်ဆိုရင်တော့တော်တော်လေးကိုလင်းတယ်လို့ယူဆလို့ရတယ်ပေါ့နော်ဒါကိုလည်းကျွန်တော်တို့ရှင်းရှင်းလင်းလင်းကျွန်တော်တို့ကပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းကြည့်လို့ရတယ်ခဏလေးနော်ကျွန်တော်လည်းကိုယ်က knowledge share လေးပညာလေးပေးနေတယ်ဆိုရင်လည်းမိတ်ဆွေကိုအပြည့်အဝလည်းကိုယ်လည်းပေးချင်တာလည်းပါတာပေါ့နော်အဲ့ဒီချက်တော့ကျွန်တော်ဖြုတ်လိုက်အောင်အဲ့တော့ကျွန်တော်တို့စဉ်းစားလို့ရတဲ့ဟာလေးတွေပေါ့ဗျာညီကိုတို့ရဲ့အဲ့လိုမျိုးပေါ့ဒါတော့ကျွန်တော်အလွယ် join တာပေါ့နော်ဆိုတော့လက်ဖက်တန်းလုပ်နေတော့ကျွန်တော်ခဏပြန်ရက်လိုက်တယ်အဲ့တော့ကျွန်တော်ရဲ့ CTV tester ကနေပြီးတော့ကျွန်တော်ကဒါ TV ပေါ်ကိုကျွန်တော်ကဆွဲတင်လိုက်ပြီပေါ့နော် TV ပေါ်ကိုဆွဲတင်လိုက်ပြီအဲ့တော့နည်းနည်းလေးတော့ကျွန်တော်ခွင့်လည်းမမြင်ရတော့ဘူးနည်းတော့လောက်ရကန်တာနည်းတော့ခတ်သွားတယ်ကျွန်တော်ကိုယ်တိုင်လည်းမမြင်ရအောင်အဲ့တော့ okay ဒီလိုလေးပဲကျွန်တော်တို့သွားကြည့်လိုက်မယ်နော်အဲ့တော့ဒီမှာအဲ့တော့ကျွန်တော်တို့ဒီမှာမြင်ရမယ့်ဟာပေါ့နော်ဒီမှာမြင်ရမယ့်ရုပ်ထက်ကိုကျွန်တော်လုံးဝကိုပြပြီပေါ့နော်ဒါကကျွန်တော်ရဲ့ DVR NVR မဟုတ်ဘဲနဲ့သူ CTV tester ကနေပြီးတော့ကျွန်တော်စမ်းပြတာဟိုမှာကျွန်တော်အကူကအခုပဲပြန်ပြီးတော့လာထိုင်နေရပေါ့နော်လာထိုင်ပြီးတော့သူ့ကိုကျွန်တော်အကူဖျောက်ပလိုက်ပြီပေါ့နော်ကျွန်တော်အကူဒါလုံးဝသူ့ရဲ့ဟိုဟာကိုကျွန်တော်ပြမယ်ပေါ့နော်အဲ့တော့ဒီကောင်ကလုံးဝအမှောင်ထဲကိုပဲကျွန်တော်တို့ကချလိုက်တာပေါ့နော်အဲ့တော့ဟိုမှာကျွန်တော်ကဒါကင်မရာကျိုးကနည်းနည်းလေးတုတ်ပေါ့နော်ကင်မရာကျိုးနည်းနည်းလေးတုတ်နေတယ်ကျွန်တော်နည်းနည်းလေးတော့ရတော့လေးကျွန်တော်ဆွဲဆန်းတယ်ဟိုမှာကျွန်တော်အကူလုံးဝထိုင်နေတာလဲမြင်ရမယ်ဒီမှာသူက IR တော့ကျွန်တော်ဒီဘက်ကိုကျွန်တော်ရဲ့လက်ကိုကြည့်လိုက်ပေါ့နော်လက်ရဲ့အရိပ်ကလေးကြာနေတာကဒီဘက်မှာမြင်နေရလိမ့်မယ်ကျွန်တော်လက်ရဲ့အရိပ်သူက IR ပဲလုံးဝ IR ဒီဘက်မှာကျွန်တော်ပြမယ်ကျွန်တော်ကင်ထားတာဒီလိုကင်ထားတာပေါ့နော်ဟိုမှာ CTV လေးပဲမြင်ရတယ်ဒီဘက်မှာကျွန်တော်အကူထိုင်နေတာမြင်ရမယ်ကျွန်တော်ကိုထိုင်နေတာမြင်ရမယ် IR တော့အဓိကကျွန်တော်ပြောချင်တာ IR အရန်ကောင်းတယ် IR distance meter 40အလုပ်တယ်လုံးဝကိုမိုက်တယ်ပေါ့နော်သူ့ရဲ့ frame rate ကလည်းတော်တော်လေးအဆင်ပြေတယ်အဲ့ဒါကိုကျွန်တော်အဓိကပြချင်တာပေါ့နော်နောက်မှာ one light ဒီပါညာတွေကတောက်လျှောက်ကဒါ click လို့ရတယ်ထိုင်စက်တွေပါညာနဲ့ဆိုရင်ဒါ one light ဒီပါညာတွေတော်တော်လေးကိုဒါအဆင်ပြေတယ်ပေါ့နော်အော်ဒါ IR mode ကိုပဲကျွန်တော်လုံးဝစမ်းပြတာအဲ့တော့သူ့ရဲ့ရုပ်ထွက်ကအရန် fine နေရုပ်ထွက်အရန်ကြည့်တယ်လုံးဝကန်ရတာအဆင်ပြေတယ်အော်ဒါကျွန်တော်ပြန်ပြီးတော့ပြန်ဖွင့်လိုက်ပြီပေါ့နော်ပြန်ဖွင့်လိုက်တဲ့အချိန်မှာကျတော့လုံးဝကိုဒီမှာရုပ်ထွက်ကကြည်တောက်ပြီးစိုးနေရမယ်ဒါ2 Mac ကိုပဲ HD CVI ပဲရှိသေးတယ်အောက်တို့မှာအဓိကပြောချင်တာကတော့ကင်မရာကိုရွေးချယ်တဲ့နေရာမှာအဓိကကောင်းကောင်းလေးကျွန်တော်တို့ကင်မရာကိုရွေးချယ်ရမယ်ကျွန်တော်တို့သုံးဆွဲတဲ့နေရာမှာဆိုရင်လည်းကျွန်တော်တို့ကင်မရာကိုကောင်းကောင်းလေးဘယ်လိုကင်မရာအမျိုးအစားတွေကိုကျွန်တော်တို့သုံးရမလဲဆိုတာကိုကျွန်တော်တို့ဒါရွေးချယ်ရမယ်ပေါ့နော်ရွေးချယ်ပြီးတော့ကျွန်တော်တို့တက်မှသာလျှင် CCTV ကဘယ်လိုကောင်းတဲ့ result တွေကိုရမယ်အဲ့တော့ကျွန်တော်တို့က budget တွေကို save ကျင်နေဆိုရင် budget save ကြီးပဲကျွန်တော်တို့ကလုပ်လို့ရတဲ့နေရာကတော့ရတယ် budget save တိုင်းလည်းကျွန်တော်တို့ကကင်မရာကောင်းကောင်းမရသလိုမျိုး
အချို့သောဟာတွေကကင်မရာခေါင်းတွေကိုလက်လို့ဆုံးရှုံးလိုက်ရတာရှိတယ်။ဟိုမှာကိုယ်နဲ့ကိုက်ညီမဲ့ကင်မရာမျိုးနဲ့ budget နဲ့ညီမျှတဲ့ဟာဆိုရင်တော့အကောင်းဆုံးပေါ့နော်အဲ့လိုမျိုးပါအဲ့တော့မိတ်ဆွေတို့ကျွန်တော်ပြောချင်တာကကင်မရာကောင်းတွေကရွှေလဝန်း CCTV showroom မှာရှိတယ်မီးလို့ရတယ်ရမ်းဝယ်စရာမလိုဘူးတော်တော်လေးအဆင်ပြေတယ်ဒီမှာ10 frame နဲ့30ချိုး3 adjust ကိုလုံးဝအလွယ်ကူဆုံးလုပ်ထားတယ်ဒီ frame တွေကလည်းအရန်ပါအဲ့ဒါတော့ waterproof level IP67 ဖြစ်နေရပါတော့ဒါဆိုတော့ကျွန်တော်တို့မိတ်ဆွေတွေက outdoor indoor မှာဘယ်လိုမျိုးသုံးသင့်နေဆိုတာရသွားပြီအတန်ကလည်းကြားအောင်မယ်အမိုက်စားထဲမှာရုပ်ထွက်ကလည်းအဖိုင်းရအောင်မယ် elimination ထဲမှာဆိုရင်လည်း multiple elimination mode လည်းရမယ်ကင်မရာအမျိုးအစားကောင်းတစ်ခုကိုတည်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီကနေပြီးတော့ပဲကျွန်တော်ရွှေလောင် CCTV ကနေပြီးတော့ပဲအဆုံးသတ်ပေးလိုက်ပါပြီခင်ဗျာကျေးဇူးတင်ပါတယ် CCTV နဲ့ပတ်သက်လာလို့လိုချင်လာပြီဆိုရင်ကျွန်တော်ရွှေလောင် CCTV မှာလက်လီလက်ကားပေးတဲ့အပြင်ဟိုမှာ knowledge share တွေလည်းတောက်လျှောက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာယုံကြည်စိတ်ချစွာ CCTV ဝယ်ယူနိုင်တယ်လို့မျိုးတက်စင်လို့ရပါတယ်အဓိကတော့ trust ပါပဲရွှေလောင်နဲ့တွေ့ရင်မိတ်ဆွေရာ CCTV မှာလုံးဝစိတ်ချမ်းသာစေရမယ်ချိန်နဲ့စေရမယ်တေချာရှင်းပြပေးမယ်ကျွန်တော်ကိုတွေ့ချင်တယ်ဆိုရင်လည်း CCTV ပြောပြတဲ့အကိုကြီး MD လို့ပြောလိုက်တဲ့ဆိုရင်တော့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကကိုမျိုးမြအောင်ခေါ်ပါတယ်ခင်ဗျာကျေးဇူးပါ